လောကမှာထင်ပေါ်ကြော်ကြားပြီးတိုးတက်ကြီးပွားခြင်းနဲ့ဆိုလို့ရှိရင်တဲ့ရှိတဲ့ရှိလိုက်တဲ့အရေးချင်းတွေကိုမြတ်စွာဘုရားဒီဓမ္မပရဒေသနာတော်မှာထုတ်ဖော်ဟောကြားခဲ့တာဖြစ်ပါတယ်နံပါတ်1ကဘာလို့ဆိုဥဋ္ဌာဏစိဗ္ဗဥစ္စာတိုးတက်ခြင်းနဲ့ဆိုရင်သူများတဲ့ပို့ပြီးတော့ကြိုးစားအထောက်မှုရှိရမယ်ဥဋ္ဌာဏဆိုတာအမြဲတမ်းတက်တက်ကြွကြွရှိနေလုံလဝိရိယကိုခေါ်တာဥဋ္ဌာဏဆိုတာနော်အမြဲတမ်းတက်ကြွနေရမယ်အမြဲတမ်းကြိုးစားရမယ်လို့ဆိုလို့စတတ်ဖို့ဆိုလဲကြိုးစားရတာပဲစိဗ္ဗဥစ္စာရှာဖို့ဆိုလဲကြိုးစားအထက်တန်းရောက်ဖို့ဆိုလဲကြိုးစားနော်ကြိုးစားရမယ်နံပါတ်1အဲ့ဒီကြိုးစားဆိုတဲ့အခါမှာဘာတွေလိုအပ်တုံးဆိုတတိမတော်ကိုလုတ်ပြီဆိုရင်တတိရှိဖို့တော့လိုအပ်တယ်အနုဖို့ဆိုလို့ရှိရင်ကိုကြိုးစားအထောက်မှုတွေတလွဲဖြစ်သွားနိုင်တယ်ပေါ့အမြဲတမ်းတတိရှိနေဖို့လိုအပ်တယ်တတိနဲ့ကြိုးစားရမယ်အဲ့တော့ဝိရိယဆိုတဲ့အတိုင်းပဲဝိရိယတစ်ခုတည်းနဲ့ကောင်းကျိုးချမ်းသာခံစားနိုင်တာမဟုတ်ဘူးတတိရှိရမယ်ပညာရှိရမယ်ကြိုးစားအထောက်မှုရှိရမယ်ဒါစုံရမယ်သူကနော်တခုတည်းနဲ့ဘယ်ဟာမှလုပ်လို့မရဘူးသို့တော့ဥတ္တိချက်နဲ့ပြောတဲ့အခါကြိုးစားလို့ပြောလိုက်တာဝိရိယကိုရှေ့တန်းတင်ပြီးတော့ပြောတယ်ကြည့်လေလူရဲ့စွမ်းအား၅မျိုးဆိုတဲ့အထက်မှာတတ္တဝိရိယတတိသမာဓိပညာဗလ၅ဌာန်ခေါ်တယ်တတ္တဝိရိယတတိသမာဓိပညာဒါတွေအကုန်လုံးထိမ့်ညှိပြီးတော့ပေါင်းစည်းပြီးလုပ်လို့ရမယ်လို့ဆိုလို့ဒီအရေးချင်းတွေကအလုံးလိုရတဲ့အရေးချင်းတွေကြီးပဲတခါတရံဝိရိယကိုရှေ့တန်းတင်ပြောမယ်တခါတရံပညာကိုရှေ့တန်းတင်ပြောတခါတရံတတ္တာကိုရှေ့တန်းတင်ပြောမယ်တခါတရံသမာဓိကိုရှေ့တန်းတင်သို့တော့ဒီ၅ခုစလုံးဟာပေါင်းစပ်ပြီးကြိုးစားမှာဖြစ်တယ်ပေါ့လိုအပ်တဲ့အရေးချင်းတွေကိုထုတ်ပြထားတာဒါကို mental power လို့ခေါ်တာစိတ်ဆွမ်းအားတွေပဲဒါတွေကနော်တတ္တဗံဖြစ်ဖို့ရောက်အောင်လည်းဒီ power ကိုအသုံးချရမှာတရားထုတရားမြတ်ရခြင်းနဲ့ဒီ power ကိုပဲအသုံးချအဲ့ဒီ power တွေကိုအသုံးမချနိုင်လို့ရှိရင်ဘယ်မှမရောက်နိုင်လိမ်မြန်ကြီးကကောင်းကင်ပြန်တက်တယ်ဆိုတာသူ့ရဲ့ power ကိုအသုံးချရတာနော် power ကိုအသုံးချတဲ့အခါမှာအင်ဂျင်ကိုလဲတဲ့လေယာဉ်စီမောင်းတဲ့လူချက်ဆိုရင်ချက်ရဲ့ဒီလေအားလုံးကောင်းကင်မြန်ကိုကောင်းကင်ပေါ်မှာဒီလေးပင်နဲ့အရာကြီးတစ်ခုပြန်တက်သွားဖို့ဆိုတာပထဝီနဲ့အဘောကိုလျှော့ချပြီးတော့တေဇောနဲ့ဝါယောကိုတိုးတက်အောင်လုပ်လိုက်ပြန်တက်သွားတာပဲဒါနော်ဓာတ်ကြီး၄ပါးနဲ့သွားတာပဲပြန်တက်သွားအဲ့ဒီဘောလိုပဲလူတွေကြီးပွားတိုးတက်ခြင်းလို့ရှင်တတ္တာရှိရမယ်ဝိရိယရှိရမယ်တတိရှိရမယ်သမာဓိရှိရမယ်ပညာရှိရမယ်အဲ့ဒါတွေပေါင်းစပ်ပြီးလှုပ်လို့သွားရင်လူတွေရဲ့စွမ်းရည်တတိဟာမြင့်မားလာတယ်လို့သူတို့ပြောတယ်ဒါကြောင့်စိဗ္ဗဥစ္စာရှာပြီးတိုးတက်ခြင်းလို့ရှင်နံပါတ်1ဥဋ္ဌာဏဒီကြိုးစားရမယ်ကြိုးစားတဲ့အခါမှာတတိမတော်တတိ mindfulness လို့ခေါ်တယ်တတိရှိရမယ်တတိနဲ့ကြိုးစားရမယ်လို့ဆိုလို့ဒါမှလမ်းကြောင်းမလွဲမှာဖြစ်တယ်နံပါတ်3ကျတော့အဲ့လိုကြိုးစားပြီးတော့ဘဝမှာကိုလုပ်တဲ့အလုပ်တစ်ခုသူစိကမ္မမစင်ကြယ်မတန်ရှင်းတဲ့အလုပ်တွေမပါစေရဘူးစင်ကြယ်တန်ရှင်းတဲ့အလုပ်ရှိရဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုလုပ်တဲ့အလုပ်ဟာအကုသိုလ်ဒုစရိုက်တွေနဲ့ရောထွေးနေအကုသိုလ်ဒုစရိုက်တွေရဲ့အကျိုးကဆိုးကျိုးပဲဖြစ်မှာဒါကြောင့်မို့သူစိကမ္မအပြစ်ကင်းရမယ်တန်ရှင်းရမယ်စင်ကြယ်ရတဲ့အလုပ်မျိုးလုပ်ရမယ်ဒီလိုဆိုလို့အဲ့တော့ကြိုးစားဆိုတဲ့အခါတတိလည်းထားရမယ်ကိုလုပ်တဲ့အလုပ်ဒီတန်ရှင်းဖြူစင်အပြစ်ကင်းစင်တဲ့အလုပ်လည်းဖြစ်ရမယ်နိတ္တမကာရိနောလုပ်ပြီးဆိုတဲ့ကစဉ်းစားဆင်ခြင်ပြီးမှလုပ်ပါအယံမလုပ်ရဘူးလို့ဆိုလို့တယ်နိတ္တမဆိုတာ
ဒါလို့ရင်ဥပမာရောင်းဝယ်လောက်တာတောင်းပါပဲဒီပစ္စည်းကအရင်တစ်လောက်ကြတယ်နော်ဘလောက်ရောင်းရင်ဘလောက်မြတ်မယ်ဘလောက်ကဘလောက်ကြံမယ်အရင်ကဘလောက်ကုန်တယ်ဒါတွေကိုတွက်ချက်နိုင်ရမယ်အကုန်လုံးဆိုလိုတာနော်အဲ့ဒါလို့စီးပွားလုပ်ပါလုပ်နိတ္တမကာရီဒီလောကအကျိုးဖြစ်တဲ့အလုပ်ဒီအလုပ်ကအကျိုးမဖြစ်တဲ့အလုပ်ဆိုတာလေဆင်ញင်သုံးသပ်ပြီးတော့မှအလုပ်လုပ်ရမယ်လို့သူတို့ဆိုလိုတယ်ဒါကမြတ်စွာဘုရားကရှိသင့်ရှိလိုက်တဲ့အရေးချင်းလေးတွေကိုခေါင်းစဉ်တက်ပြီးတော့ပြောလိုက်တာနားလည်ရမှာအများကြီးပဲနောက်ကနော်နိတ္တမကာရီအရာရာကိုဆင်ញင်စဉ်းစားပြီးတော့မှလုပ်ရမယ်လို့ဆိုမစဉ်းစားပဲလုပ်ရင်ဒုက္ခရောက်တာတွေအများကြီးပဲလေမနေ့ကတော့တက္ကသိုလ်ထဲမှာဟိုတစ်ပင်ခုတ်တယ်လေဓာတ်ကြိုးပေါ်ပြတ်ချတစ်ပင်ခုတ်တာအဲ့ဒါတစ်ပင်ခုတ်တာတစ်ကိုင်းကဓာတ်ကြိုးပေါ်ကြာမယ်ဆိုတာမစင်စားပဲနဲ့လှုပ်လို့ဒီလိုဖြစ်တာလေအောက်မှာဓာတ်ကြိုးကြီးရှိနေတာဓာတ်တိုင်လေးရှိနေတာအစရတဲ့ကဒီဆင်ញင်စဉ်းစားလုပ်မယ်ဆိုရင်ဒီလိုအမှားယွင်းမျိုးမဖြစ်နိုင်ဘူးလေဘယ်ကိစ္စပဲဖြစ်ဖြစ်ဆင်ញင်စဉ်းစားရမယ်လို့သူဆိုလို့တယ်နိတ္တမကာရီအမှန်တမ်းအရေးကြီးဒါတူနဲ့တူမတူနိုင်ဘူးပေါ့အရေးချင်းနံပါတ်5ကျတော့တင်ညတတဲ့စောင့်စည်းမှုရှိရတယ်လူတွေကဘာကိုစောင့်စည်းရမှာတော့ဆိုပြောချင်တာမပြောနဲ့နှုတ်ကိုစောင့်စည်းရမှာပြောတဲ့မှပြောမယ်ကိုယ်လက်လှုပ်ရှားမှုကိုလည်းကိုယ့်ရဲ့လောက်ကင်ဆောင်ရွက်မှုကိုလည်းစောင့်စည်းရမယ်လို့ဆိုလို့အပြစ်ကင်းတဲ့ဟာမလုံးနဲ့အပြစ်ရှိတဲ့ဟာမလုံးနဲ့အပြစ်ကင်းတာလုံးအောင်ဥပမာမဲ့စောင့်စည်းမှုဆိုတာနှုတ်ကိုစောင့်စည်းတယ်ဆိုတာဘာလဲနှုတ်ကိုစောင့်စည်းတာလူတွေကနှုတ်ကိုမစောင့်စည်းနိုင်ဘူးအမှန်တမ်းမှစောင့်စည်းဖို့ခက်တယ်နှုတ်ကဘာဖြစ်လို့လဲဆိုရင်အတင်းပြောစရာရှိရင်ထီးလေးစောင့်ပြီးသွားပြောသေးတာနော်တယ်လီဖုန်းလေးနဲ့ဆက်ပြောတာမပြောရရင်လည်းပဲ Facebook ကနေ Messenger ကနေပြီးတော့ရိုက်ပြီးတော့ပြောသေးတာမပြောရမနေနိုင်တာလေအဲ့တော့တင်ညတဆိုတာစောင့်စည်းရမယ် Facebook ထဲလည်းရေးချင်တာမရေးရဘူးလို့သူတို့ဆိုလို့တယ်မကြည့်တဲ့နာတွေလည်းမကြည့်နဲ့မရေးတဲ့နာတွေလည်းမရေးနဲ့မပြောတဲ့နာတွေလည်းမပြောနဲ့လို့သူတို့တင်ညတစောင့်စည်းရမြတ်စွာဘုရားကနှုတ်ကိုစောင့်စည်းဖို့ဟောကြားထားတာအမှန်တမ်းမှတ်သားစရာကောင်းတယ်ကိုပြောတဲ့စကားတစ်ခုဟာအကြောင်းအရာမှန်ကန်တာဖြစ်ရမယ်မှားရင်မပြောနဲ့မှန်ကန်တဲ့အကြောင်းဒါဖြင့်မှန်ယုံနဲ့ပြောမလားဆိုမှန်ယုံနဲ့လည်းမပြောနဲ့အောင်အကျိုးရှိမှပြောဟုတ်တယ်မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောရမလားဆိုအချိန်ကြည့်အောင်ပြောတဲ့အချိန်လားမပြောတဲ့အချိန်လားဟုတ်ပြီမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောဖို့လည်းအချိန်ရောက်ပြီဘယ်လိုလေသံနဲ့ပြောမလဲရှင်ကျေးတဲ့လေသံနဲ့ပြောစကလုံးအသုံးလုံးယဉ်ကျေးပါစေစိတ်ကဘယ်လိုထားရမလဲမေတ္တာစိတ်နဲ့ပြောဟောမြတ်စွာဘုရားဆုံးမတာထောင်းကိုစီးနေတာပဲနော်နှုတ်ကိုစောင့်စည်းတယ်ဆိုတာကိုပြောမဲ့စကားကိုဆန်းစစ်လိုက်ငါပြောတာအမှန်ပဲလားအေးမှန်တယ်ဆိုရှောက်ပြောနေလို့ရှိရင်ပို့ဒုက္ခရောက်မှာနော်မှန်တိုင်းပြောရမှာမဟုတ်ဘူးမြတ်စွာဘုရားမှန်တော့မှန်တယ်ကိုပြောလိုက်တာကောင်းကျိုးချမ်းသာဖြစ်ခဲ့လားသူများထိခိုက်သွားတယ်မှန်တော့မှန်တယ်သူများထိခိုက်သွားတယ်ကိုထိခိုက်တယ်အကျိုးမရှိဘူးဒါမျိုးဆိုတော့ပြောရင်အကျိုးနဲ့အပြစ်ဟာအပြစ်ကပိုဖြစ်လာမှာဖြစ်တယ်အဲ့တော့မှန်တယ်ကောင်းကျိုးချမ်းသာပေးနိုင်တာလည်းဖြစ်ရမယ်ပြောတဲ့အချိန်လည်းရောက်ရမယ်ပြောပြီဆိုတဲ့အခါမှာရှင်ကျေးလိမ္မာစွာပြောရမယ်ရိုင်ဆိုင်မပြောရဘူးစိတ်ဓာတ်ကလည်းပဲဒေါသနဲ့မပြောရဘူးမေတ္တာနဲ့ပြောရမယ်ဟောဘုရားကတောင်းကိုစီးနေအောင်ဟောထားတာနော်အဲ့ဒါကိုတင်ညတလို့ခေါ်တယ်အဲ့ဒီတိုင်းမလိုက်နာဘူးဆိုရင်ပြောချင်းကြောင့်ပြဿနာတက်တယ်နော်လောကလူတွေဟာပြောဆိုကြောင့်ပြဿနာတက်နေကြတာရှိတယ်ကိုယ်ဒီလျောက်လုံးเสียရှိပြီဆိုလို့ရှိရင်လေအပြစ်ကင်းတဲ့လှုပ်ဖက်လှုပ်အပြစ်ဖြစ်မဲ့လှုပ်မျိုးမလုံးနဲ့လို့သူတို့ဆိုလို့ရပေါ့နော်
သူများအပြစ်ဆိုတာဘယ်လိုပြောရမလဲငါလုံးလိုက်တဲ့အလုပ်ဟာသူများထိခိုက်သလားသို့မဟုတ်ငါ့ကိုထိခိုက်သလားသို့မဟုတ်နှစ်ယောက်စလုံးကိုထိခိုက်သလားဆိုးကျိုးတွေကိုဖြစ်စေနိုင်သလားကောင်းကျိုးကိုရမလားဒါတွေအလုံးစဉ်းကျင်စဉ်းစားပြီးမှနှစ်ဦးလုံးလည်းမထိခိုက်ဘူးကောင်းကျိုးတွေလည်းဖြစ်တယ်ဆိုရင်လို့သူတို့ဆိုလို့လေပေါ့နော်အဲ့တော့မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်တွေဟာသားတော်ရာဟုလလေးကိုဆုံးမတာပဲကြည့်လေရာဟုလမင်းတခုလှုပ်ရှားရှိတယ်ဆိုရင်မလှုပ်ခင်ကစဉ်းစားလိုက်တဲ့လှုပ်နေတော့လည်းထပ်စဉ်းစားလိုက်အောင်လှုပ်ပြီးတော့လည်းစဉ်းစားလိုက်အောင်ဆို၃ချိန်စဉ်းစားခိုင်းတယ်မလှုပ်ခင်ကစဉ်းစားငါလှုပ်ရဲ့အလုပ်ဒီသူများထိကြိုက်လားငါထိကြိုက်လားနှုတ်လုံးအကျိုးမဲ့ဖြစ်စေနိုင်သလားစဉ်းစားပြီးတော့မလှုပ်ခင်ကနေပြီးတော့သိအောင်လုပ်တာလှုပ်နေတဲ့အချိန်လဲငါထင်တဲ့အတိုင်းဟုတ်ကလားလှုပ်ပြီးတဲ့နောက်မှာပေါ်လာတဲ့ရစက်ကရောငါထင်တဲ့အတိုင်းဟုတ်ရဲ့လားစဉ်းစားအဲ့ဒါလို့၃ချိန်၃ကစဉ်းစားပြီးလုပ်ရင်ရွှေမှားတာဆိုတာမရှိဘူးလို့ပြောရင်လည်းဒီတိုင်းပဲမြတ်စွာဘုရားဒါတော့ရာဟုလကိုသွန်သင်ပြတာဆုံးမတဲ့အမလတ္ထိကောဝါဒအမလတ္ထိကရာဟုလောဝါဒဆိုတဲ့သုတ်တံမှာအဲ့ဒီတိုင်းဆိုတာနော်မြတ်စွာဘုရားဟာအဆုံးအမတွေပဲဒါကြောင့်မို့လို့ဘုရားဟောတဲ့တရားတွေကအဆုံးအမတွေလက်တွေ့ကျင့်သုံးရမယ်အဆုံးအမတရားတော်တွေပဲဖြစ်တယ်တင်ညတဆိုတာကိုယ်နဲ့နှုတ်ကိုထိမ့်သိမ်းဆောက်ရှောက်တတ်တယ်ဆောက်ရှောက်ရမယ်အဲ့ဒါမှဂုဏ်သတင်းဆိုတာရနိုင်တယ်နောက်တစ်ခုကျတော့နံပါတ်6ကျတော့ဓမ္မစီဝီတဲ့တရားတဲ့နိလန်းနဲ့အသက်မွေးရမယ်တရားမြတ်တာဆိုတာအသက်မွေးရမယ်မတရားတဲ့နိလန်းနဲ့အသက်မမွေးရဘူးလို့အဲ့တော့ဒုစရိုက်နဲ့အသက်မမွေးပဲနဲ့သူစရိုက်နဲ့ပဲအသက်မွေးတာဓမ္မစီဝီလို့ခေါ်တယ်သူစရိုက်ထဲမှာလည်းပဲပညာနဲ့အသက်မွေးတယ်ပညာစီဝီအဲ့ဒါဟာအကောင်းဆုံးအသက်မွေးခြင်းပဲဖြစ်တယ်ပေါ့အလုံးပေါင်းလိုက်တက်ကဓမ္မစီဝီဆိုပြီးတဲ့နောက်ပြီးပြီလားဆိုအပ္ပမတ္တဆိုပြီးနောက်ဆုံး9ခုမြောက်မှာထပ်ထည့်ရှေ့နားမှာလည်းပဲတတိမတော်ဆိုတာထည့်တယ်အခုနောက်ဆုံးမှာလည်းအပ္ပမတ္တရှင်မှုမေးလျော့ခြင်းမရှိဘူးဆိုတာလည်းတတိထားရမယ်ဆိုတာကိုပြောတာအဲ့တော့တတိကိုနှစ်ထပ်ကွမ်းဟောတာဒီမှာဘာကြောင့်နှစ်ထပ်ကွမ်းဟောလဲခုနကတော့ဥဒ္ဒနာဝတ္တောတတိယဘာလဲအခုဒီအပ္ပမတ္တဆိုတဲ့တတိယဘာလဲဆိုဥဒ္ဒနာဝတ္တောမှာဆိုတဲ့တတိက mindfulness ကိုပြောတာအလုံးလုံးပြီဆိုရင်အာယုစိုက်ရမယ်နော်အမတ်တမဲ့ဘာမှမလုပ်ရဘူးအာယုစိုက်ရမယ်အမြဲတမ်းအာယုစိုက်အဲ့ဒါအရေးကြီးတဲ့တတိပဲအပ္ပမတ္တဆိုတာဘဝကိုမမေ့ရဘူးအောင်မြင်လာလို့ရှိရင်အောင်မြင်တဲ့အပေါ်မှာမေ့မနေနဲ့လို့ပြောတာနော်အကြောင်းတရားတွေကောင်းစားလာလို့အကြောင်းတရားတွေကြောင့်လူတယောက်ဟာကောင်းစားလာပြီဆိုတဲ့အခါကျတော့အဲ့ဒီကောင်းစားလာတဲ့အပေါ်မှာရှင်းမှုမေ့လျော့မှုဆိုဖြစ်လာတယ်အဲ့ဒီရှင်းမှုမေ့လျော့မှုမရှိရဘူးလို့အပ္ပမတ္တကိုပြောတာနောက်ဆုံးတတိကအပ္ပမရပဲနော်ရှင်းမှုနေလို့ရှိရင်မှားယွင်းသွားနိုင်တယ်ဒါကြောင့်မို့ရှင်းမှုမေ့လျော့မှုမရှိရဘူးလို့တတိကိုနှစ်ထပ်ဟောတာမြတ်စွာဘုရားတတိမတော်အပ္ပမတ္တအဲ့ဒီလိုနေထိုင်တဲ့ပုဂ္ဂိုလ်မျိုးဟာတဲ့စီစိတ်ဥစ္စာကြွယ်ဝချမ်းသာခြင်းဂုဏ်သတင်းချီးခြင်းဆိုတဲ့ယတဆိုတဲ့ခြေဆုတရားတွေကိုရရှိနိုင်ပါတယ်လူလောကမှာအောင်မြင်သူဖြစ်နိုင်ပါတယ်လို့သူဆိုလို့တယ်နော်အောင်မြင်ကြော်ကြားတဲ့ပုဂ္ဂိုလ်ဖြစ်လာနိုင်တယ်ဆိုကြိုးစားမှုကစတာပဲဒါအဲ့တော့ဒီဒေသနာတော်မှာကြည့်မယ်ဆိုရင်လုံးဝမဲ့ချက်တွေကိုကိုပြောထားတာအဲ့ဒီအလုပ်တွေဟာတခုမှမချွေရင်းစေပဲနဲ့ကိုယ်တဏ္ဍမှာပြည့်စုံအောင်လုပ်ဖို့လို့ဆိုလို့တယ်ကြိုးစားရမယ်ကြိုးစားတဲ့အခါမှာတတိရှိရမယ်ကိုလုပ်တဲ့လုပ်ငန်းမှာစင်ကြယ်တန်ရှင်းတဲ့လုပ်ငန်းမျိုးအလုပ်မျိုးဖြစ်ရမယ်လှုပ်တိုင်းဟာအသိဉာဏ်နဲ့စဉ်းကျင်စဉ်းစားပြီးပြုလုပ်တယ်အယံဘယ်တော့မှမလုပ်ဘူးတင်ညတကိုယ်နဲ့နှုတ်ကိုထိမ့်သိမ်းဆောက်ရှောက်တယ်ဓမ္မဇီဝီတရားတဲ့နိလန်းနဲ့အသက်မွေးတယ်အပ္ပမတ္တ
ရလာတဲ့အခြေအနေတစ်ခုပေါ်မှာရင်မှုမေးလျော့ပြီးတော့မနေဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကကြီးပွားတိုးတက်တယ်လို့သူတို့ပြောတာနော်ကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်ဖြစ်လာအောင်အကြောင်းတရား9ချက်ကိုမြတ်စွာဘုရားဒီဓမ္မပဒဒေသနာတော်မှာဟောထားတာအဲ့ဒီဓမ္မရတ္တကိုနာယူမှတ်သားထားမှာဖြစ်တယ်